တဲ့ရှေ့စိတ်ကြီးအတန်စာအုပ်ရဲ့နားဆင်သူပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့ကတော့စာရေးသူမိခင်စာရေးသားထားတဲ့ကျန်းဤဖန်ဖစ်လေးတစ်ပုဒ်ဖြစ်တဲ့ငယ်နိုင်ဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်။အခုဒီဇာတ်လမ်းလေးကိုဖတ်ပြပေးမယ့်သူလေးကတော့စာရေးသူကိုယ်တိုင်ပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာနောက်လာမယ့်ဇာတ်လမ်းအသေးလေးတွေကိုခန်းစားနားဆင်ဖို့channel လေးကို like and subscribe လုပ်ပေးပြီးဘေးက notification ဘဲလေးကိုနှိပ်ပေးသွားကြပါဦးချစ်ရတဲ့ရွှေစိတ်ချစ်ရဲ့ပရိသတ်လေးများရှင်ခဲဒါဆိုဇာတ်လမ်းလေးကိုနားဆင်ဖို့အသင့်မဲလားအခုပဲစတင်ခန်းစားလိုက်ကြရအောင်နော်ထိုနေ့ကယုံပိရက်ဝိုင်းရှင်းဆိုတဲ့သူမကတော့အပြင်ထွက်ပါတယ်လေဘသူနဲ့လို့ထင်ပါတယ်လေဟုတ်ပါတယ်ကျမတို့ရဲ့ဇလိုက်ကြော်ကြီးရှောင်းချက်နေပါတယ်လေဝိုင်းပေါ်လေးကတော့အိမ်မလုံးလိုက်ကန်လိုက်နေပါပဲအတန်လေးတစားစားနဲ့လေလီကျဲရေဟဲ့ဒီကလေးငါနဲ့ဘလို့ဖြစ်လို့ဒီလောက်တော့အော်နေရလဲကွယ်မြင်လာကြီးလီကျဲရဲ့ဘာလဲကွယ်လန့်တာဆိုကဝိုင်းပေါ်လေးရှိရနောက်ပေးအိမ်စီတော့ထွက်လာလိုက်သည်ထိုသည့်စူပူနေသည့်အတန်ဆဆလေးများကြောင့်အိမ်ရှိတိုက်ကြီးရဲ့အပေါ်ထဲရန်ဒါတကမှလန့်ကြည့်မိတော့ဝန်တခင်မကြီးပါပဲမျက်မှောင်သို့ဆူရှုံလျက်ပေါ့လာလီကျဲဆိုကသူမလာမောင်လေးမဆွဲကင်ကခေါ်လာတာကနင်းစီချန်လေးတဲ့တို့ကြည့်နင်းစီပွင့်နေကြပြီကျဲဟုတ်ပါပွင့်နေကြပြီနော်အမေဝန်လေးကအဲ့လောက်ပြောတယ်ပေါ့ပြောတာပေါ့ကျဲဝန်လေးရောက်ကြရတရုတ်တရပြန်လုပ်ထားရတာဟုတ်ပါပြီရှင်ဟုတ်ပါပြီဒီချက်ကျွန်တော်ဘွားစီပန်းသွားပေးရှင်လို့ဖျားပန်းကက်ရအောင်လေသဘောပါရှင်သဘောပါဆိုကအလိုလိုက်နေတဲ့လီလီနဲ့သူမင်းငယ်လေးဝိုင်းပေါ်ကြီးကသူမစိတ်တခုခုကဖြတ်ခနဲ့ဝင်လာပါရဲ့ဒီကလေးပေါ်ရက်ဆက်မိရာတွေများနေလားဆိုပြီးပါပဲတပြင်းလေးချမိသွားတာကထုတ်ကလေးအတွက်တတရာလန်းစာတခုသာဖြစ်ပါစေတော့ထိုးစင်မဲ့ဝင်လာတော့ဖုန်းကောတခုလွန်ခဲ့သောနှစ်ခန့်ကမှအလုံးမထွက်သွားတော့အိမ်တော်ရင်းတော်နီယွန်နီရွယ်ဒီကောင်းရင်လာဝန်ဖွာဆိုပါတော့ကဲပါလေဈာစကားခံမနေတော့ပါဘူးနင်းမြင်းငယ်လေးဝိုင်းပေါ်မျက်ဆက်ပါနေတော့လားဒီကြောင်မဲ့ပြောမယ်ဆိုရင်ငါဖုန်းချရမယ်နီရွယ်ဝမ်းမီရဲ့ခလေးကဘာမှသိတာမှမဟုတ်ပဲကွယ်ဆိုတော့ဝန်တခင်မကြီးဘာမှဆက်မပြောနိုင်တော့ဟုတ်ပါရဲ့နီရွယ်ကသူတို့ရဲ့တငယ်ချင်းလိုလည်းဖြစ်နေတဲ့အိမ်တော်တိုင်းပေါ့အသက်ကြီးလာလို့သာအလုံးမနာသွားခြင်းပဲသူကိုယ်တိုင်ကမရှိမမဲမဟုတ်တာလေတငယ်ချင်းတန်ရောစင်ချောင်းသာသူမမုန်းပါတယ်ဆိုရမြင်းငယ်လေးဝိုင်းပေါ်ဂူးဆိုင်ပေးတဲ့တယောက်တည်းတော့သူလည်းဟုတ်နေခဲ့တယ်လေဝိုင်းပေါ်ဆိုတော့သူမမြင်းငယ်လေးကလူချစ်လူခင်ပေါ်တာတော့ဝန်ခံရပေမည်တယောက်တန်လ3လအတွင်းမှာကိုအလုသမားတွေအားလုံးရောအိမ်ကူမလေးတွေရောဝိုင်းချစ်ကြတာလေဘာပဲဖြစ်ဖြစ်ဒင်းလေးချောင်းသာငါသမီးတင်ရတာဆိုရဲအတွေ့အားလုံးကိုရိုက်ချိုးပစ်တဲ့အခါမှာတော့ဖွားရီအတန်ဆဆလေးနဲ့ခေါ်လာတဲ့ကလေးကအပေါ်တက်လေကားထိတ်ဆုံးသားလေးမှာရောင်လဲလေလေးရေထိုကလေးရောက်လာတော့မင်းဆိုတာကြိုသိထားတော့ဝန်ဖွားမှာရောစိတ်ကအလိုမချပါဘူးလို့တွေးပေမဲ့ဖွားဖျားပန်းကပ်ဖို့ပန်းသွားပေးခြင်းလို့ဆိုရဲကလေးစကားကြားပြီးတဲ့ကဖျားကန်းမှာတပတ်လေးပခုံးပေါ်တင်ကစောင့်နေမိတဲ့အဖြစ်ဖွားဘယ်မှာလဲခေါ်တန်းလေးအစောအဲ့မှာဘာရက်လုံနေရလဲခြေတော့က80မလားတက်ဘူးလားဆိုကငောင်ငန်းပြီးတော့ဟုတ်ဖွားနှင်းစီတွေပွင့်လို့ဖွားဖျားပန်းကပ်လို့ရအောင်တားလာပူတာဆိုတော့ပေးဆိုကယူလိုက်ပြီးအခန်းညွန့်လေးတခါတည်းတင်လာပြီးသားဖြစ်တာမို့ဖျားရှိတခါတည်းကတ်တော့သူ့ဘာပန်းဟိုးတွေကိုကုတန်ရှင်းပေးနေတဲ့ကလေးအပြုံးလေးဖွားနဲ့လေပြတ်သားပါတယ်ဆိုရဲဝန်တခင်မကြီးလဲမင်းမတခါတည်းပန်းကတ်သွားကုတို့ရအောင်ဆိုကပြောမိတဲ့စကားကသူမကိုသူမတားမရလိုက်ပါဘူးတဲ့လေထုတ်ကလေးနဲ့ပတ်သက်ရင်မုန်းနေတာတော့အတ္တစိတ်တို့ရှေ့တန်းတင်မရတော့တာဒီပြန်ခေါ်ထားတဲ့အတော်တွင်းမှာပဲပေါ့သူမပိန်းသားရင်ထိုင်းကဖျားဝတ်ပြုပြီးရိုးရိုးလေးအောက်ပြန်ဆင်းသွားတဲ့ကလေးကိုလည်းဘာစကားမှထပ်မဆိုမိခမစိတ်လေးသာချင်းနေပြီးထိုကလေးအပြုံးလေးနဲ့နှုတ်ဆက်သွားတာတော့သူမမှာထိုနေရာတွင်ပင်ကြောင်လေးရဲ့ကြံရင်နေစေစိတ်တွေးတို့နဲ့ရောလမီယာကစားလို့ပေါ့ငယ်နိုင်လေးကငင်းနေရှာတယ်ဟုတ်ပါရဲ့သူကဘာကိုတွေးလို့တွေးနေမှမသိစွာသူ့ရဲ့နောက်ဘေးအိမ်နဲ့ခလန်းလန်းနေရကပန်းကလေးထဲမှာငင်းနေရှာလေရဲ့သူဘေးနားလေးမှာကနင်းစီပန့်ဖြူနေဝါလေးတွေ
ကူးထားတာတွေစီလို့ငယ်နိုင်လေးကဘာကြောင့်ထိုနင်းစီတို့ခူးရှာပါလေတလဲအချောင်းအယူယူလေးရဲ့ထုံငယ်နိုင်လေးတွေ့တာကနင်းစီပန်းလေးတွေကိုသူကြကြအားပေးခြင်းတည်ချောင်းပါတယ်လေဘလို့တော့မြန်လာမလဲသူမသိပေမဲ့ဒီတစ်ခါတော့ကြကြသူ့ကိုအောင်မလွတ်လောက်ပါဘူးလို့တွေးရင်ပေါ့လေပြေးလေးခတ်တော့အဝေးမှာထိုကောင်းငယ်လေးရဲ့ခေါင်းလုံးဟာဆန်နွယ်လလတို့ဝဲလွင်ကြကုန်ရဲ့မိုးလေးကမိုင်းနေတာကြောင့်ရာသီဥတုကလည်းအေးစိတ်စိတ်နဲ့ရဲ့မနက်ထရာထွက်သွားတဲ့ချက်ကနေ့လယ်တိုင်းပြန်မြောက်လာခဲ့ပါထို့သူတွေးလိုက်မိရနဲ့အိမ်တော်ကြီးကျဲကိုလာကြိုးသွားတော့အကူအပူထိုက်လို့တတိရပါတယ်အကူရဲ့ကျွန်တော်တကယ်ပဲမောင်းနေရပေါ့နော်ကျွန်တော်တောင်းပန်ပါတယ်ကူရဲ့လင်ညာမိတယ်လို့ဖြစ်သွားလို့အမှန်တရားတွေမို့ပါကိုစိုက်ခင်းရဘွားလေးကိုပဲကျွန်တော်ပြန်သွားချင်ပါတယ်ထိုနေရာကအထီးကျန်တယ်လို့ရှိပေမဲ့အေးချမ်းမှုကိုပေးလို့ပါအကူပါဝင်ခဲ့တဲ့ရဆွဲတွေရတော့တကယ်ကိုအဖို့တန်တဲ့နေရာတွေပါရှင်နေဘူးသူဟာသစိမ်းဆန်ပြန်တော့မျက်ရည်မိုးသာရွာသွန်းမှုတတ်နိုင်ပါတယ်ကိုလက်ရှိရနာကျင်ရမှုတွေကိုလည်းထိုထိတ်ကတစုံတရာတို့နဲ့ပြေဖြောက်ပါမယ်ဤလိုဝကျွေးတွေသာအမြန်ဆုံးကြည့်ချင်ပါရဲ့ကျွန်တော်အပေများလောင်းသာချင်းရမှထိုအချွေစုတို့မှလွတ်မြောက်ရပါအံ့ပေးဆက်ရသူမို့အယုမရှိပေးတတ်တဲ့နဲ့သာကြည်လို့နေပြောပါမယ်ထိုရဆက်မှုခခတို့အတွက်တံပြန်တက်ရောက်လာပါစေတော့လို့ဖြစ်သိမ့်မှုတို့အကြောင်းလည်းမမျောလေးမတောင်းတတော့ပါဘူးကိုငငယ်လေးဖြစ်နေရှာတဲ့ကလေးစီဝမ်လေးဆိုကတန်ကုန်ဟစ်လာတဲ့လီလီအတန်ချာမှဖျားလီကျဲအမလေးလီကျဲရီယဝမ်လေးကဘာတွေတွေးနေရလဲကွယ်ဘာမှမဟုတ်ပါဘူးချက်ဒီတိုင်းမှာကဲပါဟုတ်ပါပြီဝမ်လေးဘိုင်းမစားဘူးလားကွယ်ဆိုကနေ့လယ်စာပဲမစားသေးပဲပန်းကင်းနဲ့ထိုင်ငင်းနေတဲ့ကလေးကိုကျူးနာတတ်တယ်လို့မေးရှာတယ်ဟုတ်ဆိုကရှာလေးတတ်တဲ့ကလေးကဟုတ်စားနေပြီလီကျဲတို့စားပြီလားယင်လီကျဲတို့ကပြီးနေပေါ့ဝမ်လေးမစားသေးလို့လာမေးရတာဘိုက်စားပြီမလားသွားစားရအောင်နော်ဟုတ်လီကျဲဆိုကသူ့ပန်းလေးတွေကကောက်ပွေကလိုက်လာတဲ့ကလေးဒီကလေးဘာဖြစ်နေလဲဆိုတာမသိပေမဲ့ညနာလေးမိုင်းနေတာကိုတော့ရေးမိပါရဲ့လေအမြဲတမ်းမျက်နှာငယ်လေးနဲ့ကလေးကပျော်ရွှင်မှုလေးဖြစ်လို့ဖြစ်ညာစိတ်တတမှုလေးရလို့ရညာဖိမလို့ပေးချင်ခဲ့တာကအိမ်တော်ရှိအိမ်ကိုမလေးတွေရင်ထဲကမေတ္တာတရားလှလှလေးတွေပေါ့ဟောစားနော်ကလေးဟုတ်လီချဲချမ်းကင်းလေးမှသာဖြစ်တယ်လို့ထိုင်စားတဲ့ကလေးသူတို့နဲ့တွိုင်းနဲ့မစားစေပဲအိမ်ကိုတွေနဲ့အတူစားခိုင်းကြရထိုကလေးကသူ့ဘာသာလေးသာသူတို့အားလုံးစားပြီးမှသာချောင်းကြတဲ့ချမ်းကဲတနေရာမှာခုလိုလေးစားရသည်လေတခါတလေလေးလေးရဲ့အိမ်တော်ရင်းလို့ပြောလို့ရတဲ့ဖေးရတို့နဲ့လည်းတူတူစားရပါသေးတယ်ဘလောလေးစားနေပုံလေးကိုကြည့်ပြီးသူတို့မှဦးရလုံးလို့ပါသစိမ်းဖြစ်တဲ့သူတို့တောင်ထူများလောက်ချစ်ရပါလေရဲ့မိသားစုဝင်အရင်တွေဖြစ်တဲ့ဝမ်ပေါဖွားနဲ့ဝမ်တကယ်မလေးတို့ဟာထိုကလေးငယ်ဖြူနုတို့အားဘယ်ညိုးနဲ့မြမုံရနိုင်ရပါလေဆိုတာလီလီရင်နဲ့နားမလည်နိုင်မတွေးနိုင်တော့အလားအောင်ပဲထိုကလေးငယ်လေးနေလေစာမမီတော့တဲ့နေလေစာစားနေစဉ်ပဲချန်ရှိယာကောင်းဝန်းတန်ပေး၍အပြင်သွားရမှပြန်လာပြီးဖြစ်တဲ့ဝိုင်းရှင်မိဖို့ကန်လေးရဲ့စားနေတဲ့ကလေးငယ်ကတော့စားလက်စားအောင်အမြန်စားပြတ်လို့သူကျဲကျဲစီပြေးရှာတယ်ကျဲဝမ်လေးဆွဲကူမဲဆိုကအိမ်များကိုတဲပေးရှာသည်နောက်ကဆင်းလာတဲ့ရှောက်ချာရတယ်ပေးကိုဆိုကဝိုင်းရှင်းလက်ထဲကအိတ်တွေကိုကြီးပေါ်လေးစီမြောက်ခင်လင်းမြယူရှာသည်ဝိုင်းပေါ်လေးပင်ထိုနေရာမှာမရှိရှာသလိုပါပဲချေစုနော်ဝမ်လေးချဲကိုခုလိုထွက်ကြပုံထောက်ဘာများလိုချင်ပြန်ပြီလဲငါပါကဆိုကဝိုင်းရှင်းကဆိုပြန်သည်ဝိုင်းပေါ်လေးအော်ဒါကြီးပြလိုက်ချင်တော့တာပါပဲသူသိချရပါကြီးရဲ့ဆိုရဲသူ့ရဲ့ကြကြရလေအကူဆိုရဲလူသားရှိမောင်မသူကပဲလူချင်တာရှိလို့လာပါတဲ့မောင်ငယ်လေးလိုဘာလို့ဖြစ်အောင်ကိုတရုပ်ဆောင်ပြလိုက်ပုံကလေဝိုင်းပေါ်လေးလည်းဘာမှပြန်ပြမနေတော့ပဲပြုံး၍သာငြိမ်နေလိုက်ပါတော့သည်ထိုးစင်ပဲအဲ့လောက်ဆိုလို့လားဒီကလေးဝိုင်းပေါ်လေကျွန်တော်စိတ်တင်ဝိုင်းရှင်းပြောတဲ့လောက်ကြီးဆိုရဲဆိုတာမြုံမှုဖြစ်နေလို့ဆိုရင်နောက်ကတစည်းပေါ်မှာဆင်းလာတဲ့ဝိုင်းခွန်းကဆိုရှာသည်
ရှေ့မှအေကန်သို့သွားဟန်ပြင်နေတဲ့ရှောင်းချမ်းကရက်၍နာဆွနေသည်ဝိုင်းပေါ်လျာရောအတန်ကြားမှပင်တတိထားမိတော့တာဝိုင်းခွမ်းမှပါလာတဲ့ဆိုတာကိုလေဟုတ်သားပဲသူကအကိုဆိုတဲ့လူသားလွယ်ဘာမှအလေးမထားမိတယ်လို့ဖြစ်သွားတတ်တာခုမှမဟုတ်တော့ပဲလေဝိုင်းခွမ်းကောရဲ့စကားသွားလာရချက်ချင်းကသူမကောင်းချောင်းစိုးချောင်းသူမတို့ဘလို့အလိုလိုက်ရကြောင်းတွေကိုအချိန်ရရင်ရတယ်လို့စကားဆက်မိရင်ဆက်မိတယ်လို့ပြောလာခဲ့ပုံရပါတယ်ချက်ချင်းကသူ့ပေါ်တော်လေးမုန်းနေချင်ပါရဲ့လေအဲ့လိုနဲ့ပဲဆိုပါတော့အေကန်းမှာထိုင်မိကြတော့ဟုတ်ကျွန်တော်အေးသွားပြောလိုက်ပါမယ်ဆိုကထားထွက်လာတဲ့ဝိုင်းကြီးပေါ်လေးပါပဲအေကန်းမှာခြံနေခဲ့တဲ့သုံးဦးအနက်ဝိုင်ခွန်းကတော့သိတာမကြသေးဘူးဝိုင်းပေါ်တော့အချိမကန်ဖြစ်နေလို့ပါလားဆိုသည်ရှောင်းချက်မဟုတ်ရပါဘူးကွာတချို့အမှန်တရားတွေအကြောင်းဆိုငါ့ကိုမပါပဲမနေနိုင်ုံလေးတွေမှာခဲရွယ်မေးတဲ့သူရဲ့အရှိုက်ထီအောင်ပြန်ပြတတ်တဲ့လူရဲ့ချဝိုင်းရှင်းမှမျက်နှာပြက်လျက်ကဲပါလေအရှင်းမမှားတာပါကိုမောင်ကိုလေးမစီချင်စောနဲ့ပြောမိခဲ့တာတွေမို့လို့ပါဆိုကဝီနီလုတ်ကလေးရှော့ချတဲ့ဝိုင်းရှင်နားထောင်ခြင်းသူကပဲဝန်လေးအတွက်နဲ့အနစ်နာခံရသူလို့ဝိုက်ခွန်းနဲ့ပြဿနာမဖြစ်ဖို့အတွက်သူမကပဲဝင်ပြန်ပြေးတယ်လို့ပြောတာပြောပေမဲ့ဝိုင်းပေါ်ကစိုးပါတယ်ဆိုတာပို့ပေါ်လွင်အောင်ပြောတဲ့အပြောမျိုးဝိုက်ခွန်းမေပြုံးတစ်ချက်အသာပြုံးမိပါတယ်ချက်အကူတို့အေးရပါပြီဗျဆိုကစပွဲပေါ်အေးခွက်တွေချပြီးတဲ့ဝိုင်းပေါ်အကူဆိုတဲ့လူသားကြိုက်တတ်တဲ့ထောဘက်ဖြော်ရီအေးအေးလေးတွေပါပဲဝိုက်ခွန်းကတငုံလောက်ငုံ၍ကျေးဇူးပါဝိုင်းလေးရှင်နေအေးသွားတာပဲကွာဆိုကဆိုတော့ရှောင်းချမ်းကအန်တချက်ကျ၍ရေရှင်ဖြော်လေးရှောင်းကဘာလို့လဲကိုထောဘက်ဖြော်ရီမကြိုက်လို့အာနာပါတယ်ဆိုကခွက်ကိုတမင်သူရှိမှအခြားဘက်သို့ရွှေ့ပြစ်သည့်ရှောင်းချမ်းဝိုင်းပေါ်လေးမှလည်းဆွန့်အားရပါသည်သူအမှန်မမရင်အကိုဟာထောဘက်ဖြော်ရီအေးအေးလေးဆိုတိတ်ကြိုက်တဲ့လူသူ့စေနာကိုမြတ်မြတ်ကွယ်ပြူရတလားအကိုရဲ့ဟာအာနာစရာလားရှောင်းကောရဲ့ရပါတယ်ဆိုကဝိုင်းရှင်းရဆိုတယ်ထိုကလေးဝိုင်းပေါ်လေးကတော့တပ်ပြင်းလေးဖွားဖွားချလိုက်ရဲ့ဟုတ်ကျွန်တော်တခြားတော့ပြောပြပါမယ်ထို့သူဆိုရှာတော့မလို့တော့ပါဘူးအရှင်ကကို့အတွက်မဖြောပေးချင်ဘူးလားဆိုကသာဤပေါ်ငယ်လေးကိုတိချပဲမကြည့်ပဲညင်း၍ရေရှင်းပတ်တာစကားဆက်တော့အဲ့လိုပါပဲဝိုင်းရှင်းဖြော်လာပေးတဲ့တမယားအေးခွက်ကိုတော့ရှောင်းချမ်းဟာခေါင်းတောက်ခဲ့ပါသေးတယ်လေထပ်၍ဝိုင်းပေါ်လေးမမိတာကတမယားဖြော်ရီကိုအကူမသိမချိုက်ခဲ့ပဲယနေ့ဘူးသူကထို့သူဆိုတော့ထိုသေးလေးမှသာမျက်နှာငယ်ခဲ့ရပါသေးဆိုလျင်ရှောင်းချက်သူ့ကိုယ်သူရောသိပါလေစားတုံးတူရာနဲ့အမုန်းတရားစင်တူရောမှတူပသွားနိုင်တယ်ဆိုတာဟောပါအဲကမ်းမှာပဲအလုပ်ကိစ္စတွေတိုင်ပင်နေကြရင်အချိန်ကအနှဲငယ်လင်းသွားတာလေလင်းဆိုရှောင်းချက်ရဲ့အတွင်းမူချိုးချန်ဟောပါခေါ်ကဘယ်လိုချင်းတွေနဲ့အကောင့်ထဲပေါ်ကြမလဲဆိုတာကောင်းချင်းဆိုင်စဉ်းစားမိကြတဲ့အခါဒါနဲ့နင်းစီရှေ့ဝင်ထားတဲ့ဟိုတယောက်ကရောဆိုကဝိုက်ခွန်းကရှောင်းချက်ငုံပြီးတော့သူကအေးစီပါဘာမှအတိုက်ခံလို့မမဟုတ်ဘူးအေးပါဒါဆိုဒီစစ်စတိုင်းပဲသွားကြတာပေါ့သူတို့အလုပ်ကိစ္စတွေတိုင်ပင်နေကြရင်အချင်းအားလင်းလင်းသွားတာမို့နှုတ်ဆက်၍အိမ်ပြန်ခဲ့ကြသည်ဆိုပါတော့မပြန်ခင်ဖြစ်သွားတဲ့ကိစ္စလေးတခုရှိရဲ့ဘာလဲဆိုတော့ချက်ပြောလေဝင်လေဟိုဝန်လေးတစ်ချက်အတွက်နှင်းစီပန်တွေခူထားပြီးရဲ့ဟုတ်လားငါမှလိုက်တွေတည်နေပါလားဝန်လေးကနှင်းစီကိုပွင့်နေရောကျဲကိုတတိယလိုက်လို့ပါဟုတ်ပါတယ်ဝိုင်းပေါ်လီကထိုးလို့တွေးလို့ရှောင်းချမ်းတို့ရှေတော့သူ့မှာပြောနေခြင်းပါလေနှစ်ယောက်တည်းရှိနေချိန်ဆိုသူကြဲကြဲဝိုင်းရှင်ကသူ့ကိုစကားကောင်းပြောမှမဟုတ်ဘူးဆိုတာသိနေလို့ပါပဲဝမ်လီကပန်းဆိုင်တာဝါဒနာပါလို့လားမေးလာသူကအဝိုက်ခွန်းဟုတ်ပါပါတယ်ဗျဒါဆိုတော့ပဲကိုကပန်းချက်တစ်ခုဖွင့်မှုစီစဉ်နေရလေဝမ်လီကအဲ့ဘက်မှာတာဝန်ယူဦးစီးပေးပါလားဆိုတော့အတော်လို့ထပ်တဝိုက်ခွန်းရဲ့စကားတို့အားစွန့်အားရသူတွေကအားလုံးလို့ပဲဆိုပါစို့ဟုတ်အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဗျကျွန်တော်အဲ့လောက်ကြီးချင်းမရှိပါဘူးဆိုတော့ဝိုင်းပေါ်လေးစကားအစုံဟ
ဟုတ်ပါတယ်ခလေးကငယ်သေးတော့လေဆိုကဆက်ပြောလာတော့မဲဝိုင်းရှင်းစကားမဆုံးခင်မငယ်တော့ပါဘူးဝိုင်းရှင်းတဲ့ဝန်လေးက4-5မိနစ်ချတဲ့အမွာရေးလို့ပြောရမလားရီရှင်းလိုမိန်းကလေးတယောက်တော့ဝိုင်းလုပ်ငန်းစုကိုဦးစီးနိုင်သေးတာပဲတရက်ထဲမွေးတဲ့ဝန်လေးကဒီလုပ်ငန်းကိုပါမလုပ်နိုင်စရာရှိမှလဲမဟုတ်ဘူးလားမန်းဝင်ရှင်းရဲ့ဆိုကကြလက်ကြထောက်ပြပြောဆိုလာတဲ့ဝိုင်းခွန်းစကားတို့အားဝိုင်းရှင်းရဲ့တုံ့ပြန်တန်တို့ဟာတိတ်ဆိတ်ရတယ်လေပြီးတော့လေမဝိုင်းရှင်ပြောရမလားမောင်ငယ်လေးကိုလူတော်လေးဖြစ်စေချင်တာအဆိုခုကိစ္စကလည်းအရန်ပြားများတဲ့အလုပ်လည်းမဟုတ်ဘူးနောက်ဆုံးပြအရှုံးပေါ်သွားမယ်ဆိုရင်တော့ကျွန်တော်ဘက်ကဘာမှပြဿနာမရှိရမို့ဟီပေါ်လေးကိုလုပ်ငန်းတစ်ခုနဲ့အတွေ့အကြုံပေးတယ်လို့သဘောထားလိုက်လို့ရမှာပါနော်ဆိုကကြောင်ပိတ်အပြောစကားတွေနဲ့ဝိုင်းရှင်အားချီတုပ်ပြတဲ့ဝိုင်းခွမ်းမှာပဲဘာလို့ဆိုသူသိနေလို့လေဝိုင်းရှင်ခွင့်ပြုမှသာထုတ်ကလေးလက်ခံမှဖြစ်တယ်လို့ဘလို့မှခွင့်ပြုဖို့အစီအစဉ်မရှိတဲ့ဝိုင်းရှင်ကိုလည်းသူမသာခွင့်မပြုပါလေသူမပဲမိမဆိုးဖြစ်စီမည်ဆိုတာကိုဝိုင်းခွမ်းကအပီးပြင်းသေးဖို့ဖော်ပြထားလိုက်ပြီးမို့ရှောင်းချက်ရှိမှာတော့သူမလိမ္မာချင်းရှာမှာပေါ့လေဟိုလေဒီကအကိုရဲ့ဝမ်လီကကုမ္ပဏီလောက်တောင်တိတ်လို့ချင်တာမဟုတ်ဘူးရီရှင်တို့ကလည်းသူနေချင်တယ်လို့ထားတာဆိုတော့အကိုပဲအစမပြေဖြစ်မှာစိုးလို့ပါဆိုပြီးအတွန်းတာလာတဲ့ရီရှင်ကိုဟာဒီတော့မဝိုင်းရှစိတ်မပူပါနဲ့ကျွန်တော်လည်းစီးပွားပြက်လောက်တာမှမဟုတ်တာအစမ်းသဘောမျိုးပါဒီကလေးကိုထက်မြက်စေချင်တဲ့တော်စေချင်တဲ့ဆိုငယ်သေးတယ်ချစ်မွာကိုဘာမှလည်းလုပ်တတ်တာမဟုတ်ဘူးဆိုရဲစင်ကြယ်နဲ့ကြောင်းထိုးထားလို့တော့မရဘူးမလားဆိုကတဲ့ကိုဖျက်ချလိုက်တဲ့ဝိုင်းခွန်းရဲ့စကားတို့အောက်ဝိုင်းပေါ်လေးဟာဝိုင်းခွန်းရဲ့ပန်းချံမှာတာဝန်ယူပေးရသူအဖြစ်လက်ခံပေးခဲ့ရပါတယ်တဲ့ရှောင်းချင်းကတော့ဘာမှလည်းဝင်မပြောဘဲနားထောင်သူတတ်လုံးနေခဲ့တာဆိုသူ့စိတ်ထဲကအတွေ့တွေကိုဘသူပြေးမြင်နိုင်မှာမလဲလေရှိပေါ်လေးရရောသူကြကြတခွန်းပေါ့သူ့ကိုယ်နိုင်ကကြကြတို့ဖွားတို့စိတ်ချမ်းသာရင်ပြီးရောလို့မျက်စိပိတ်နာပိတ်အားလုံးကိုလွတ်ချထားတဲ့အခါဝါဟိခွန်းကြောင့်သာသူထို့သို့ခွင့်ရခြင်းပါပဲခလေးရသိပါတယ်ဒါပေမဲ့သူကအရာရာရှိပါစေတော့လို့ခံယူထားသူလေးမို့ဘာမှလည်းပြောမနေချင်တော့တာကြောင့်ပါတခါတလေမှထိုလိုလေးအတိုင်းနေလိုက်ရခြင်းကတဟိကိုအားရင်ကုန်ခံမှုတတ်တာစေရဲဆိုတာထိုကောင်ငယ်လေးသိသွားပြီမို့ရင်ပတ်ထဲအနာကျင်မှုတွေကတော့အသာလေးနေပါအောင်ပေါ့လေဝင်လာတော့ဖုန်းတန်တစ်ခုဟုတ်ပါတယ်ဝိုက်ခွန်းကရှောင်းချက်စီဆက်တဲ့ဖုန်းတန်ပါလေဟယ်လိုရှောင်းချက်ပြောလေငါတို့တွေထင်တာတခုတူစားကြမလို့ကျူးချံရောခေါ်ခဲ့ကွာဟုတ်ပြီလေကောင်းသားပဲအချင်းရဲ့နေရာရတော့ပို့ထားလိုက်နော်အေးပါကွာဟုတ်ပါပြီအချင်းချင်းတွေကိုကတ်သစိမ့်ဆန်နေမဟုတ်ပါဘူးကွာအဲ့လိုလေလုံးအနေနဲ့ဟျောင်းဖုန်းချပြီးရင်မက်ဆေ့ပို့လိုက်မယ်โอเคထိုးတော့နဲ့ဖုန်းချသွားပြီပဲဆိုပါစို့ဟုတ်ပါတယ်ရှောင်းချက်ရဲ့ဝိုက်ခွရဲ့ကျိုးချံရဲ့ဆိုတာတက္ကသိုလ်ကျမှတငယ်ချင်းဖြစ်တဲ့သူတွေပါဟောဝါရှမ်းဆိုတဲ့တရားရောပေါ့ရှောင်းချက်နဲ့ဟောရှမ်းနှစ်ယောက်ကနေမျိုးသားတွေဆိုတော့ပိုရင်းနေတဲ့သဘောပါပဲတက္ကသိုလ်မှာတော့ရုပ်ရှိရရှမ်းဘဲကြီးတွေ type ကသူတို့လေးယောက်ပါပဲဟော ribbon ဆိုတဲ့တရားလဲပါတာပေါ့လေသူ့ကိုလည်းပဲခြံခဲ့လို့ဖြစ်ပါမလဲချောင်းပြီးသွားကြတော့မှကွဲသွားကြတော့အနေဝေးသွားတဲ့သဘောဖြစ်နေခဲ့ကြတာခုလိုစီးပွားဘက်တွေအဖြစ်လက်တွဲမိကြတာကလည်းတငယ်ချင်းချင်းတွေမို့ပဲ one group ပါပူပေါင်းဖြစ်ခဲ့ရတဲ့အကြောင်းရင်းကတော့ဝိုက်ခွန်းတို့လည်းမသိရှောင်းချက်မှသိမှာပဲဒါပေမဲ့ထိုကိစ္စကဝိုက်ခွန်းအတွက်အမြတ်ဘာလို့ဆိုဖြူလုံးလုံးကလေးငယ်တယောက်နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့မဟာအခွင့်အလမ်းတစ်ခုဖြစ်ခဲ့တယ်မလားလေအဲ့လိုနဲ့ပဲဆိုပါတော့ချိန်ထားကြတဲ့နေရာမှာရောက်နေကြပြီပဲဆိုပါစို့ဝိုက်ခွန်းနဲ့ကြိုးချမှာပဲသူတို့မာစရာတွေကျူးမပြီးတိတိရောက်မလာသေးတာရှောင်းချက်ပါပဲကျိုးချဖြစ်ပါမလားဖြစ်ပါတယ်ကွာမင်းကလည်းအေးဖြစ်ပါတယ်လုံမနေနဲ့နော်ဒေါသကိုအကြောင်းမသိရလဲမဟုတ်ပဲနဲ့တခုခုဆိုမင်းပဲရှင်ထားစမ်းပါကွာရပါတယ်သူတို့စကားပြောနေစဉ်ပဲဝင်လာသူကရှောင်းချက်ဝင်လာသူကိုချစ်ပြီးစွန့်အားသွားရသူနှစ်ယောက်ကဟုတ်ပါတယ်ကျိုးချနဲ့ဝိုက်ခွန်းပါပဲဘာလို့ဆို surprise တိုက်မဲ့သူတို့နှစ်ယောက်ကိုပြန် surprise တိုက်သွားလို့ပါပဲဟုတ်တယ်ရဲ့ရှောင်းချမ်းတော့မှာကိုလေးပါလာသူက one group ရဲ့မြင်းငယ်လေးဝိုင်းကြီးပေါ်ရဲ့လေသူတို့မှမအံ့ဩရင်ဘသူလာအံ့ဩတော့မှာလဲဘာလဲငုတ်တုံမိသွားကြတာလားရုပ်တွေက
ဆိုကရှောင်းကျန်ပြောလို့မှသူတို့အတီဝင်သွားကြတာအမှန်ရှောင်းကျန်ချိန်ထားတာငါတို့ရင်ဆိုတော့ဝမ်လေးပါလာမယ်မချင်းလို့ပါဟုတ်တယ်ညစာစားပွဲဆိုတော့လုပ်ငန်းပူးပေါင်းမှုအတွက်ပါတခါတည်းပေါင်းလုပ်လိုက်တာကောင်းမယ်ထင်လို့လေမင်းကတော့နော်စီးပွားအတွက်နေပြန်ပါပြီသူတို့စကားပြောနေကြစင်မှာတော့ထိုကလေးဝိုင်းကြီးပေါ်ကဘာမှမပြောပဲထိုင်နေရှာတာရဲ့ဝမ်လေးဘာမှအမနာနဲ့နော်အကိုတို့အားလုံးကအားနာရမယ့်သူတွေမဟုတ်ဘူးဆိုကဝိုက်ခွန်းကပြောရှာတယ်ဟုတ်ကဲ့ဆိုယုံနဲ့သာကောင်းလေးငိမ့်ပြရှာတဲ့ကလေးအကိုဝိုင်းတော်ထိလောက်ကောလို့သာသူကပါလာတာရဲ့ဘာဆိုဘာမှသိရမဟုတ်ဘူးချစ်ချဲကိုအကိုဘယ်လိုပြောလိုက်လဲမသိပေမဲ့ချဲကသူ့ကိုအသာတကြီးပဲထည့်လိုက်တာထိုချိန်ထိရှောင်းကျန်းကဝင်မပြောဘူးရဲ့သူ့ချန်ကတော့ပြုံးစီစီမျက်နှာပင်းနဲ့ဖုံပြောနေတာရှောင်းကျန်းကိုလည်းပြုံးပြီးကြည့်နေသေးတယ်မင်းတို့ကဘာဖြစ်နေကြလဲဆိုတော့မှမလောပါနဲ့ရှောင်းကျန်းရဲ့သူတို့ထိုးသိုးဆိုနေစင်ပင်တကားဖွင့်ကဝင်လာသူကအားလုံးလဲတကားစီတို့ကြည့်မိကြတော့မှပဲရှောင်းကျန်းမှာဘလို့မှထင်ထားတယ်လို့ဆိုတော့အံ့အားတသင်ဖြစ်လို့ထိုနီးတူစွာဝင်လာတဲ့ဟောက်ရွှမ်းမှာလဲစွန့်အားနေလို့လေအเจ้าမှာရှောင်းကျန်းပင်နာမှာထိုင်ရတာဝိုင်းပေါ်လေးပါဇက်စီမှာဟောက်ရွှမ်းကထိုတို့လွတ်ကနေထွက်လာတာကြောင့်သူဒီကလေးကိုဒီနေရာမှာတွေ့ရမယ်လို့တွေးမှမတွေးထားတာဝိုင်းပေါ်လေးရဲ့အမေရိကန်ကြောင့်ကျူဆန်တဲ့ဝိုင်းခွမ်းမှာခြုံသွားကြရသည်ထိုကလေးဝိုင်းပေါ်ကဟောက်ရွှမ်းကိုတည်နေတာကြောင့်ပါပဲတခုခုတော့တခုခုပါလေထိုရအားလုံးရဲ့အဖေဟာဘသူစီမှရှိနိုင်မလဲသူတို့နှစ်ယောက်ရွာလည်နေပါပြီရှောင်းကြောင်အံ့ဩစေခြင်းနဲ့သူတို့နှစ်ယောက်မှာသူတို့ကိုသာပြန်အံ့အားသင့်စေတာမျိုးတွေဖြစ်နေတာကြောင့်ပါပဲခဲဇလန်းလေးကိုနားဆင်ရတာချိုင်းနဲ့တက်ကြမယ်လို့ထင်ပါတယ်နော်နောက်ထပ်လည်းအစ်စ်သောဇလန်းလေးတွေနားထောင်ဖို့ subscribe လေးလုပ်ပေးဖို့မမေ့ကြပါနဲ့ဦးနော်ပရိသတ်ကြီးတို့ဖတ်ပေးစေချင်တဲ့ဇလန်းလေးတွေရှိရင်လည်းအခုဗီဒီယိုရဲ့ comment မှာမှတ်ပေးထားခဲ့ကြပါဦးနော်ဒီနေ့တော့ဒီလောက်ပါပဲရှေ့စိတ်ကြီးရဲ့ပရိသတ်လေးတို့ရေနောက်ရက်မှာအပိုင်းတလေးတွေနဲ့အတူပြန်လာခဲ့မှာမို့စောင့်ကြည့်နားဆင်ခံစားပေးကြပါအောင်ရှင်နားဆင်ပေးခဲ့ကြတဲ့ရွှေစိတ်ကြီးရဲ့ပရိသတ်ကြီးတဲ့လေးများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်နောက်ထပ်ဇာတ်လမ်းလေးတွေမှာပြန်လည်ဆုံတွေ့ကြရအောင်နော်